လောလောဆယ်ကောင်းတဲ့ပေါ်လာတဲ့ဘဝပေးတဲ့သင်ခန်းစာ၅ခုနံပါတ်1ကိုယ့်ရဲ့ပြဿနာတွေကိုဖြေရှင်းတဲ့အကောင်းနည်းလမ်းကကိုတိုးတက်အောင်လုပ်တာပဲကိုကနေ့စဉ်တိုးတက်လာတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ပြဿနာတွေတစ်ဖြည်းဖြည်းနဲ့ငယ်သွားလိမ့်မယ်အဲ့လိုဆိုလို့ရှိရင်ဖြေရှင်းရလွယ်ကူလာလိမ့်မယ်အလုံးဒီအတိုင်းပဲပြဿနာမရှိတဲ့သူဆိုတာမရှိဘူးတချို့သူတွေအတွက်ဘာမှမဟုတ်တဲ့ပြဿနာလေးတချို့သူတွေအတွက်ကျတော့အကြီးဖြစ်နေတတ်တယ်တချို့သူတွေအတွက်ပြဿနာအကြီးရတချို့သူတွေအတွက်ဘာမှမဟုတ်ဖြစ်နေတတ်တယ်ဘာကွာလဲဆိုလို့ရှိရင်အုံနောက်လည်းပဲကွာတာအဲ့တော့ကိုယ့်ရဲ့အုံနောက်ကကြီးလာတယ်ကိုယ့်ရဲ့တွေးတိုင်းဆိုတာမြင့်လာတယ်ကိုယ့်ရဲ့ပြဿနာကိုဖြေရှင်းနိုင်တဲ့ scale ကမြင့်လာတယ်ဆိုလို့ရှိရင်ပြဿနာတွေတစ်ဖြည်းဖြည်းနဲ့တေးသွားလိမ့်မယ်ဒါကြောင့်မလို့ကိုနေ့စဉ်တိုးတက်အောင်လုပ်နေဖို့အရေးကြီးတယ်နံပါတ်2လူတွေရဲ့အမြင်နဲ့အသက်ရှင်လို့မရဘူးလူတွေရဲ့အမြင်ကပြောင်းနေအခုဒီလိုဖြစ်လိုက်အခုဟုတ်လို့ဖြစ်လိုက်အဲ့တော့အဲ့တိုင်းလိုက်ပြီးအသက်ရှင်နေဆိုလို့ရှိရင်ကိုယူသွားလိမ့်မယ်အဲ့တော့ကိုအမြင်နဲ့ကိုနေဖို့လိုတယ်ကိုယုံကြည်ချက်နဲ့ကိုယ့်ရဲ့တန်ဖိုးနဲ့ကိုယ့်ရဲ့ဇီဝလက္ခဏာနဲ့ကိုနေနိုင်ဖို့အရေးကြီးတယ်နံပါတ်3အလုပ်ပြည့်ဆိုတာမရှိဘူးတကယ်တော့အလုပ်ပြည့်ဆိုတာမရှိဘူးအလုံးသိတိုင်းပဲဒီနေ့အလုပ်ပြီးသွားတယ်မနေ့ပြန်အဲ့ရန်တို့ဆက်လုပ်ရတာပဲအဲ့တော့အရေးကြီးတာကကိုကြိုက်တာလုပ်နေရဖို့အရေးကြီးတယ်လောလောဆယ်ဘဝအခြေအနေကြောင့်ကိုကြိုက်တာလုပ်မနေရဘူးဆိုလို့ရှင်တော့မှအချင်းချင်းမှာကိုကြိုက်တာလုပ်နိုင်ဖို့ကြိုးစားနေဖို့လိုတယ်လိုရတဲ့ skill တွေကိုဖြည့်နေဖို့လိုတယ်မဟုတ်လို့ရှင်ကိုမကြိုက်တာကြီးပဲတက်တက်လုံးလုပ်နေရမှာနံပါတ်4လိုချင်တာများရင်အရာနဲတယ်ချက်ခမရဲ့စကားလိုပဲမြေပြင်ပေါ်မှာယုံကိုးအောင်ရှိရကိုကတကောင်လိုချင်တယ်ဆိုရှင်အဲ့ဒီကောင်အောင်ဆိုင်ဖို့လိုတယ်အဲ့လိုမဟုတ်ပဲဟိုအောင်ဖမ်းမယ်လို့လိုက်ဒီအောင်ဖမ်းမယ်လို့လိုက်ဒီအောင်ဖမ်းမယ်လို့လိုက်ကိုမှလည်းအရင်မြင်များများဆဆမရှိဘူးဆိုလို့ရှင်နောက်ဆုံးမှာဘယ်ဟာမှမရပဲဖြစ်သွားတယ်ဒါကြောင့်မလို့ကိုတကယ်လိုချင်တဲ့ဟာကိုနောက်တစ်ခုကကိုတကယ်ရနိုင်တဲ့ဟာကိုအာယုံစိုက်ဖို့အရေးကြီးတယ်ဟိုကလိုချင်တဲ့ဒီကလိုချင်တဲ့ကနည်းနည်းပြတ်နိုင်ရှိတယ်နံပါတ်5ကျမ်းမာရေးကိုလေ့ယူရှင်ပြန်ပေးဆက်ရမယ့်ဟာကကြီးတယ်တချို့အချိန်မရှိလို့ဆိုပြီးတော့ကျမ်းမာရေးတော့ဘာမှမလုပ်ဘူးအေးချင်းကလည်းမလုပ်ဘူးအရေးအရန်ပြတ်ခံတယ်နောက်တစ်ခုကအစားတောက်စားတဲ့ခါမှာဆိုရှင်လည်းကျမ်းမာရေးနဲ့မညွတ်တဲ့အစားအစာတွေစားတယ်နောက်ဆုံးဖျားတော့လည်းအချိန်မရှိလို့မရတော့ဘူးလေဖျားလို့ဆိုရှင်စေယုံပြာပါတက်အဲ့ရောက်မှချိန်ကုန်ရတာပဲအဲ့တော့ပြန်ပေးဆက်ရတာပဲနောက်တစ်ခုကဖျားသွားလို့ဆိုရှင်အချိန်လည်းကုန်တယ်ပျော်လည်းမပျော်အောင်ကံရမတော့တင်သေးပါအောင်ပါဒါကြောင့်မလို့ကိုကကျမ်းမာရေးအောင်ဆိုင်ဖို့လည်းအရေးကြီးတယ်ကျမ်းမာရေးအောင်ဆိုင်ဖို့ဆိုရှင်အချိန်ကြီးမှသေးရတယ်အဲ့ဒီအတွက်ကိုအကြီးပြန်ပေးဆက်ရမယ်โอเคအဲ့ဒီကဘယ်တစ်ခုအကြိုက်ဆုံးလဲကွန်မန့်မှာရေးတော့နော်နောက်တစ်ခုကကိုဘွားကနေပြီးရခဲ့တဲ့ကိုတို့အရန်ကြိုးရှိတဲ့သင်ခန်းစာတစ်ခုရှိရဆိုရှင်လည်းကွန်မန့်မှာရေးတော့နော်